အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တာပါဒီနေ့မှာတော့ issue လိန်တာထဲလုံးဝအကင်များတဲ့ hue တစ်ကောင်ဖြစ်တဲ့ကလေးရဲ့ hue ကိုလုပ်ပြီးတော့ဖြစ်ပါတယ်ကဲဒါဆိုစလိုက်ရအောင်ကလေးရဲ့ passive ကတော့လှုပ်ရှားမှုတစ်ခုလုပ်တဲ့ energy တွေတက်လာမှာဖြစ်ပါတယ် energy ပြည့်သွားရင်တော့တက်ချောစီးလိုက်ပြီး movement speed 35% မြန်သွားမှာဖြစ်ပါတယ်ဒါပေမဲ့ basic ထက်လွှဲရကျဲသွားပြီး enemy ကို basic အထက်နဲ့ချလိုက်တော့ 1.5 second ကြာအဲ enemy ရဲ့ movement speed ကို 45% ချလိုက်မှာဖြစ်ပါတယ်skill 1တော့ဓာတ်နဲ့ပက်ပက်လေကို3ခါရိုင်းလိုက်ပြီး enemy တွေကိုနည်းနည်းစီကိုယ့်ဘက်ကိုဆွဲလိုက်မှာဖြစ်ပါတယ်တစ်ခါရိုင်းပြီးတဲ့ joy စစ်ချိတဲ့နေရာကိုခေါ်ပြီးတော့ထက်ရမ်းမှာဖြစ်ပါတယ် minion နဲ့ quick တွေကိုတော့ skill 1တိုင်းမှာ short ထိမှာဖြစ်ပါတယ် skill 2ကတော့4စက္ကန့်ကြာတဲတွေကိုထိုင်ဆုံးနေမှာဖြစ်ပါတယ်အဲ့တော့တွေ HP နဲ့ passive energy ပြန်တက်လာမှာဖြစ်တယ်လို့ damage လူတန်းချင်းကိုလည်း level လိုက်25နဲ့ 40% ထိရမှာဖြစ်ပါတယ်ဒါအပြင်အနားမှာရှိတဲ့ enemy တွေကလည်း movement speed 60% slow နေမှာဖြစ်ပါတယ်ကိုတစ်ခုခုလွတ်လိုက်တာဒါမှမဟုတ် enemy က immobilize frozen movement နဲ့ silent လွှဲရင်ကျန်တဲ့ခောက်ခုလိုတစ်ခုခုပေးလိုက်တော့ skill 2ကပြတ်သွားပါလိမ့်မယ်အဒီမဲ့ကတော့ချိန်ထားတဲ့နေရာတဲဝင်တဲ့ဝင်တက်လိုက်ပြီးထိမိတဲ့ enemy ကိုစက္ကန့်ကြာ step ပေးလိုက်မှာဖြစ်ပါတယ်ဒါအပြင်တဲဝင်တဲ့ထိတဲ့ enemy တွေကိုချိန်ထားတဲ့ဘက်ကိုနည်းနည်းစီတောလိုက်မှာဖြစ်ပါတယ်အာဒီမီ3နှစ်ချီခောက်ခုလို immune ရပြီးအာဒီမီ3ပြီးသွားရင်တော့ passive energy ကချက်ချင်းပြီးသွားပါလိမ့်မယ် scale ကြောက်ပြောပြီးဆိုတော့ထည့်အထွေစီကိုသွားလိုက်အောင်ပွဲသားနဲ့ scale 1ကိုတော်ပြီး passive energy ကိုအမြန်စုလို့ရပါတယ် passive energy ကမလုတာကြရင်တော့ပြန်ကျသွားမှာဖြစ်ပါတယ် scale 1ကတော့ joystick သုံးမှာဓာတ်ရမ်းလာကြမလို့ enemy ကဝေးနေမယ်ဆိုရင် basic ထက်နေပြီးအနားရောက်မှာ joystick ကိုသုံးသင့်ပါတယ်အာဒီမီရဲ့အကွာဝေးကနီးရင်မြင်မြန်ကြပြီးဝေးရင်တော့နည်းနည်းကြာမှာဖြစ်ပါတယ်ဒါပြင် flick က scale 1အာဒီမီနဲ့တွဲသုံးလို့ရပါတယ်ကဲထည့်ထွေကြောက်ပြောပြီးတော့ item နဲ့ ability စစ်သွားလိုက်အောင် item တော့ဒီကယ်နဲ့ကစားလို့ရပါတယ် event တော့ဒီကယ်နဲ့ကစားလို့ရပါတယ် but spare တော့ flick ကလူပဲလိုက် budget တွေနဲ့ကစားလို့ရပါတယ်ကဲဒီဗီဒီယိုတော့ဒီလောက်ပါပဲကြည့်ချုပ်ပြီးတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြမှာပြန်တွေ့ကြမယ်ကောင်းသောနေ့လေးပိုင်ဆိုင်နေကြပါစေ Go. Naga learn to say the day, yeah, yeah. Look, I say the low, I'm a gay, yeah, yeah. The nilo, Larry Bay, Lurin, and say, Naga, me, and tell me, dreaming me, yeah.